မင်္ဂလာပါခင်ဗျမိဘပြည်သူညီကိုမောင်နှမများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေနေ့စဉ်မိုးလေဝသသတင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2026ခုနှစ်ဧပြီလ9ရက်နေ့ဖြစ်ပါတယ်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေဒီနေ့မနေ့9နာရီမှာလက်တလောထုတ်ပြန်လိုက်တဲ့ထူးခြားတဲ့မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးကြမှာပါကဲပထမဆုံးအနေနဲ့ဒီနေ့ဘယ်ဒေဖတွေမှာမိုးဆက်မိုးပေါက်လေးတွေမြင်တွေ့ရမလဲဆိုတာကြည့်လိုက်ရအောင်ဗျာဒီနေ့မှာတော့ရန်ကုန်တိုင်းအရာဝတီတိုင်းတနင်္သာရီတိုင်းတို့အပြင်ကချင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာနိုင်ခြေ80ရာခိုင်နှုန်းထိရှိနေပါတယ်။ဒါကြောင့်အပြင်သွားမဲ့သူတွေအနေနဲ့ထီးလေးတော့ဆောင်းသွားဖို့အကြံပြုချင်ပါတယ်ခင်ဗျာ။ကျန်တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့တင်အသင့်ထထွန်းနေမှာပဲဖြစ်ပါတယ်။ရာသီဥတုအပူချိန်အခြေအနေကိုကြည့်မယ်ဆိုရင်တော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေ့အပူချိန်တွေဟာဧပြီလရဲ့ပုံမှန်အပူချိန်နဲ့2ဒီဂရီစင်တီဂရိတ်ကနေ4ဒီဂရီစင်တီဂရိတ်အထိပိုတိုးလာနေပါတယ်။အပူဒဏ်ကိုသတိပြုကြဖို့နဲ့ရေများများတောက်ပေးကြဖို့လည်းမမေ့ပါနဲ့ဦးနော်။မြို့ကြီးတွေဖြစ်တဲ့နေပြည်တော်ရန်ကုန်နဲ့မန္တလေးမြို့တွေမှာတော့အမြင့်ဆုံးအပူချိန်38ကနေ39ဒီဂရီစင်တီဂရိတ်ဝန်းကျင်မှာရှိနေမှာဖြစ်လို့တော်တော်လေးတော့အိုက်ဆက်ဆက်ဖြစ်နေအောင်ပါပါ။ပင်လယ်ပြင်ခရီးသွားလာနေကြတဲ့လုပ်ငန်းရှင်တွေနဲ့ရေလုသားတွေအတွက်ကတော့မြမကမ်းရိုးတန်းတစ်လျှောက်နဲ့ကဲလွန်ပင်လယ်ပြင်မှာလှိုင်းအသင့်ရှိနေမှာပါလှိုင်းအမြင့်ကတော့4ပေကနေ6ပေကြားမှာရှိနိုင်တယ်လို့သိရပါတယ်ဒါကြောင့်ပင်လယ်ပြင်ထွက်မဲ့သူတွေအနေနဲ့ဘေးဒဏ်တွေကင်းရှင်းအောင်ဂရုစိုက်သွားလာကြဖို့သတင်းကောင်းပါလိုက်ပါစေဒီနေ့တော့မိုးလေဝသသတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ရက်တွေမှာလည်းမိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးပဲတာယာချမ်းမြေတဲ့နေ့လီတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ